Hello ဒီရဲ့အမေလေးကိုတစ်ချက်ပြောပြပေးပါမယ်။ तू ကဒီ astrology ဘိုင်းနဲ့ပတ်သက်ပြီးတော့မေးထားတာပေါ့နော်။တအုပ်ချင်းစီဈေးနှုန်းလေးသိကျင်ပါတယ်တဲ့။များသောအားဖြင့်တော့ငင်းဒီ TikTok မှာလေအခုနောက်ပိုင်းဈေးနှုန်းတွေတိတ်မတင်ပြတော့ဘူး။ TikTok မှာဈေးနှုန်းတွေတင်ရင်ဘန်းနေပေါ့နော်။ငင်းအခုဒီ Facebook TikTok account မှာတောင်မှဒီ view တွေတအားကျသွားတယ်။ Okay အဲ့ဒါထားလိုက်တော့နော်။အခုဒီဥစ္စာလေးကိုဘယ်လိုပုံစံမျိုးနဲ့ငင်းဖြည့်ကျင်လဲဆိုတော့တအုပ်ချင်းစီဆိုတာထက်လေမိတ်ဆွေတို့လေးလာမယ်ကိုကထဲထဲဝင်ဝင်လေးလာခြင်းနဲ့ဆိုရင်တော့တေချာပေါက်ကတော့တအုပ်ချင်းစီဆိုတာအထက်လေးအုပ်စုလိုက်ယူတာကလေမိတ်ဆွေတို့တက်ပို့ပြီးတန်တယ်။ဘာကြောင့်ညင်ပြောရလဲဆိုတော့ဒီ astrology ကိုလေးလာတဲ့ခါမှာလေကိုကဒီတစ်ပိုင်းလေးလာလိုက်ဟိုတစ်ပိုင်းလေးလာလိုက်ဒီတစ်ပိုင်းလေးလာလိုက်အဲ့လိုလေးလာတာမျိုးဆိုတာထက်လေဒီလိုအားလုံး series လိုက်လေးလာမယ်ဆိုရင်ပို့ပြီးအဆင်ပြေပေါ့နော်ဥမာဒီခွက်ထဲမှာရှိတဲ့ဒီမှာဆိုရင်ညီတို့ဒါကဇွန်နစ်ဆိုင်လေးတွေအဲ့ဇွန်နစ်ဆိုင်လေးတွေနဲ့ပတ်သက်ပြီးတော့ကိုကလေ့လာထားတယ်။ Okay ဒီရဲ့နံပါတ်တွေကိုမလေ့လာထားဘူးဆိုရင်ဆက်ပြီးတော့ပြောတတ်လို့မပြောတတ်ဘူး။ဒါနောက်တစ်ချက်နောက်တစ်ခုကကြတော့ဒီမှာဆိုရင်ဒီမှာကကြတော့ planet တွေplanet တွေကိုလည်းမလေးလာထားရင်မိတ်ဆွေတို့ပြောတတ်မှာမဟုတ်ဘူးဒါကြောင့်မလို့ငိမ့်ပါကိုထပ်ပြီးတော့ပြောချင်လဲဆိုတော့ကိုက astrology ကိုစပြီးတော့လေးလာမယ်လို့စိတ်ကူးတယ်ဆိုရင်တော့တေချာပေါက်ဒီ3ခုကတော့မဖြစ်မနေ January လောက်တော့သိထားတဲ့နဲ့ January လောက်သိမှတာလေမိတ်ဆွေတို့အဆင်ပြေမယ်ဒီလူများပြောတဲ့နံပါတ်တွေသိနေတာထက်ကိုယ်တိုင်လေးလာပြီးတော့သိတဲ့နံပါတ်ကပိုအဆင်ပြေဒီမှာဆိုရင်ညီတို့ဒါဇွန်နစ်ဆိုင်နဲ့ပတ်သက်ပြီးတော့လုံးဝကို behavior ဇွန်နစ်ဆိုင်ရဲ့ behavior စာအုပ်လေးပါမယ်နောက်တစ်ခုကကြတော့ဒီမှာကကြတော့ဒီမှာဆိုရင်လည်း ID zone ဆိုင်နေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုညီတို့ PDF file private paper Telegram group မှာလည်းညီတို့ဒါ present လေးလည်းထည့်ပေးထားပါတော့ဒါလေးရဲ့ဒီမှာဆိုရင် houses တွေလည်း January ပေါ့အဓိကတော့ညီတို့အသေးစိတ်မဟုတ်ဘူး January လေးတွေပါမယ်ဒီမှာဆိုရင်ဒီ3ခုမှာလေးလာရမယ် January knowledge တွေကိုထည့်ပေးထားတယ်ဒါဆိုရင်ညီတို့ဒီပေါ့နော် astrology basic အတွက်လေးလာတော့မယ်ဆိုရင်တော့သိကြပါတယ်မိတ်ဆွေတို့ဒီလိုပုံစံမျိုးလေးနဲ့ကိုစိတ်ကြိုက်ပေါ့တခြားသူကိုမဟောသေးဘူးကိုအတွက်ကိုကြည့်မယ်ဆိုရင်ဒါဆိုထွက်လာတဲ့ကဏ္ဍလေးတွေကိုညီတို့အဲ့မှာရေးထားတဲ့ဟာလေးတွေရဲ့ဒီမှာက behavior လေးရဲ့ကိုတွဲပြီးတော့လေးလာလိုက်မယ်ဆိုရင်တော့မိတ်ဆွေအတွက်တော်တော်လေးအဆင်ပြေမယ်ဆိုတာကိုညီထက်လောင်းပြီးတော့ပြောပြချင်ပါတယ်ညီတအုပ်ချင်းစီကတော့များသောအားဖြင့်သိမ့်မရောင်းပြဘူးပေါ့နော်ဒါမိတ်ဆွေတို့ကိုရှေ့ရှုပြီးတော့ပြောပြရခြင်းဖြစ်ပါတယ်ဒီလိုလေးတွဲပြီးတော့လာပါမယ်ဒါလေးတွေကိုလိုချင်နေဆိုရင်တော့ Viber ဖုန်းနံပါတ်09254555